ကျွန်တော်အခု A1A ကတ်နေပေါ့နော် e-commerce ချောက်ဖို့ကျွန်တော်တို့ Google Chrome ကနေပဲကျွန်တော်တို့ MPU ရဲ့ website ဖြစ်တဲ့myanmarpaymentunion.com ကိုကျွန်တော်တို့တွားလိုက်မယ်ဒီမှာ myanmarpaymentunion.com ပေါ့နော်ကျွန်တော်တို့ website ထဲကိုဝင်လိုက်မယ်Okay ပြီးရင်ကျွန်တော်တို့ဒီ our service ကိုတစ်ချက်ထောက်ပြီးတော့ပေါ့နော် e-commerce ကိုကျွန်တော်တို့နှိပ်လိုက်မယ်Okay ဒီလိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ ATM card နံပါတ်16လုံးကိုကျွန်တော်တို့ထည့်ပေးရမယ်အခုကျွန်တော် card နံပါတ်16လုံးကိုကျွန်တော်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ check and continue ကိုကျွန်တော်တို့နှိပ်လိုက်မယ်Okay ဒီလိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ form ဖြည့်ရတော့မှာပေါ့နော်အခုကျွန်တော် A1A ဘဏ်ကတ်နဲ့လောက်တာမို့လို့အပေါ်မှာဒီကတ်ဘဏ်နေရာမှာကျွန်တော်တို့ A1A ဆိုပြီးပြရတယ်ပေါ့နော်အောက်မှာကတ်နံပါတ်ပြရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကကတ် expiry မှာကျွန်တော်တို့ကတ်တက်တန်ကုန်ဆုံးမဲ့ကျွန်တော်တို့လာနဲ့နှစ်ကိုကျွန်တော်တို့ထည့်ပေးရမယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဘန်မှာဖွင့်ခဲ့တဲ့နာမည်အတိုင်းပေါ့เนาะဘန်စာအုပ်တဲ့နာမည်အတိုင်းကျွန်တော်တို့နာမည်ကိုစာလုံးအကြီးနဲ့စပရိတ်ပါမချဘဲနဲ့ကျွန်တော်တို့ရေးပေးလိုက်မယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်ထည့်ပေးရမယ်เนาะဒါဆိုကျွန်တော်ဖုန်းနံပါတ်ကိုထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အသုံးပြုမဲ့ Gmail ကိုကျွန်တော်တို့ထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာမွေးရက်ကိုရွေးပေးရမှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့မွေးလကိုရွေးပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့မွေးတက္ကရာခုနှစ်ကိုကျွန်တော်တို့ရွေးပေးရမယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ NRC ကိုယူပြီးတော့ပေါ့နော်ကိုယ့်ရဲ့မှတ်ပုံတင်နံပါတ်ကိုယ့်ရဲ့မြို့ပြီးလို့ရှိရင်မှတ်ပုံတင်နံပါတ်ကိုကျွန်တော်တို့ထည့်ပေးရမှာပေါ့နော်ကိုယ်ပဲမြင်းဆောင်လဲပြီးလို့ရှိရင်ကိုယ့်ရဲ့မှတ်ပုံတင်နောက်ဆုံးနံပါတ်ကကဏ္ဍ6လုံးကျွန်တော်တို့ထည့်ပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ I'm not reboot ကိုကောက်ချစ်ပြီးတော့ကျွန်တော်တို့ဒီဒီလေးလောက်ကမှကျွန်တော်တို့အမှန်ချစ်လေးချစ်ပေးရမယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ကိုထည့်ထားတာတွေကိုပေါ့နော်မှန်နောက်တစ်ခါတေချာပြန်စစ်စီကြည့်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရင်ပြီးခဲ့တဲ့29ရက်နေ့ရပါတော့ကျွန်တော်အကောက်လျှောက်ခဲ့တာကျွန်တော်နာမည်ဖြည့်တာမှားသွားလို့ပေါ့နော်အဲ့ဒါကျွန်တော်ကို Gmail ကနေပြီးတော့အကြောင်းကြားတဲ့ message ကျွန်တော်ကိုစာပို့ခဲ့တယ်ပေါ့နော်ဒီမှာကျွန်တော် Gmail ထဲဝင်ပြမယ်โอเคဒီမှာပေါ့နော် A1A e-commerce ကနေပြီးတော့ကျွန်တော်ကိုစာပို့ခဲ့တယ်ပေါ့နော်ကျွန်တော်ဖြစ်တော့နာမည်လေးပဲမှားသွားတာပေါ့နော်နာမည်လေးမှားသွားတာကိုအဲ့ဒါကိုသူတို့အချက်လက်အနည်းငယ်မှားယွင်းနေပါတဲ့ဖြစ်လျှောက်ထားမှုမအောင်မြင်ကြောင်းလေးစားစွာအကြောင်းကြားအပ်ပါသည်ဆိုပြီးတော့အတိပေးမစေပို့လာတယ်ပေါ့နော်ကျွန်တော်မှားပြီးလျှောက်တဲ့နေ့ကပေါ့နော်29ရက်နေ့ပေါ့နော်သူကျွန်တော်ကို28ရက်နေ့ဒီ9လပိုင်းဒီ4နာရီမှာပေါ့နော်သူကျွန်တော်ကိုစာပြန်ပို့ခဲ့တယ်အဲ့တော့ကျွန်တော်တို့ဖြည့်ခဲ့တဲ့ဟာတွေကိုမှန်နောက်တစ်ခါတေချာပြန်ပြီးစစ်ကြည့်ပါကျွန်တော်တို့ cut expire နေရာမှာပေါ့နော်ကျွန်တော်တို့ cut ပေါ်ကတက်တန်းကုန်ဆုံးမဲ့လာတဲ့နှစ်ကိုထည့်ခိုင်းတာเนาะโอเคကျွန်တော်တို့အားလုံးမှန်ကန်ပြီးတေချာပြီးဆိုရင်ကျွန်တော်တို့အောက်က submit now ကိုကျွန်တော်တို့နှိပ်လိုက်မယ်โอเคဒီလိုပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အကောင့်လျှောက်တာပြီးပြီပေါ့နော်ကျွန်တော်တို့3ရက်အတော်တင်မှာကျွန်တော်တို့ဘဏ်ကနေပြီးတော့ဖုန်းဆက်ပြီးအကြောင်းကြားလိုက်မှာပေါ့နော်တကယ်တမ်း3ရက်မကြာပါဘူးเนาะတရက်ထဲနဲ့အကောင့်8 Pro ဖြစ်ကြောင်းကိုဘဏ်ကနေပြီးတော့ဖုန်းဆက်ပြီးအကြောင်းကြားလိုက်မယ်ကျွန်တော်စီကိုတော့အကောင့်8 Pro ဖြစ်မဖြစ်ကိုဘဏ်ကနေပြီးတော့ကျွန်တော်စီကိုဖုန်းဆက်ပြီးအကြောင်းကြားပေးတယ်โอเคကျွန်တော်တို့ရှောက်ထားတဲ့ e-commerce account 8 Pro ဖြစ်ပြီဆိုလို့ရှိရင်ပေါ့เนาะကျွန်တော်အခု KBZ page ထဲကနေပြီးတော့ကျွန်တော် crush in ကိုကျွန်တော်ဆက်ပြပေးမယ်โอเคဒါဆိုကျွန်တော်တို့မနေ့ကပေါ့နော်ကျွန်တော် e-commerce account လျှောက်ထားတာပေါ့နော်မနေ့က28ရက်နေ့ကျွန်တော် e-commerce account လျှောက်ထားတာဒီနေ့29ရက်နေ့မှာဖုန်းဆက်အကြောင်းကြားတယ်ကျွန်တော်လျှောက်ထားတာ April ဖြစ်ပြီဆိုတာပေါ့နော်ဟုတ်ပြီကျွန်တော်တို့အဲ့ဒီလိုဖုန်းဆက်အကြောင်းကြားပြီး e-commerce account April ဖြစ်မဖြစ်ကိုထပ်စစ်ချင်သေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Google Chrome ကနေပဲเนาะကျွန်တော်တို့ MPU website ဖြစ်တဲ့ကျွန်တော်တို့ myanmarpaymentunion.com ကနေကျွန်တော်တို့မှာ MPU ရဲ့ website ဖြစ်တဲ့ဒီ myanmarpaymentunion.com ပါပေါ့နော်ကျွန်တော်တို့ဒီမှာ our service ကိုနှိပ်ပြီးတော့
ဒီမှာ e-commerce ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာကိုရှောက်ခဲ့တဲ့ကတ်နံပါတ်16လုံးကိုထည့်ပြီးတော့ကျွန်တော်တို့ check and continue ကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒီလို congratulation ဆိုပြီးတော့အစိမ်းနေကြီးပဲပေါ်လာရင်အကောင့်က approve ဖြစ်ပြီးapprove မဖြစ်သေးဘူးဆိုရင်ဒီလိုပေါ်လာတယ်ဟုတ်ပြီနော်ကျွန်တော်အရင်ဗီဒီယိုမှာပြောဖို့မိသွားတာလေးပြောပြရစီ e-commerce ကြောက်တဲ့အခါ ATM card ပြပေါ်ကနံပါတ်16လုံးကိုထည့်ခိုင်းတာเนาะဘဏ်အကောင့်နံပါတ်16လုံးကိုပြောတာမဟုတ်ဘူးเนาะထည့်မှရင်ဒီလိုပေါ်ပါတယ်โอเคကျွန်တော်စကားတွေ့ကြည့်ပဲရှိသွားပြီအခုကျွန်တော် AYA ဘဏ်ထဲမှာပေါ့เนาะဒီလောက်ငွေပမာဏဒီလောက်ရှိတယ်ကျွန်တော် KP ထဲကိုကျွန်တော်ဒီ KP ထဲကိုဟိုလား2000လောက်ကျွန်တော်လွှဲထည့်ခြင်းတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ crush in ကိုနှိပ်လိုက်မယ် okay ပြီးရင်ကိုပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ MPU ကတ်ရှိတယ်เนาะ e-commerce ရှောက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ MPU ကတ်ကိုနှိပ်လိုက်မယ် okay ပြီးပြီဆိုလို့ရှိရင်ကိုဘယ်လောက်ထည့်မှာလဲပေါ့เนาะသူဒီမှာရှိတာ9000ရှိတယ်1သိန်းရှိတယ်2သိန်းရှိတယ်ပေါ့เนาะကျွန်တော်အခုဒီမှာ2000ပဲကျွန်တော်အရင်ထည့်ကြည့်ကြည့်မယ်เนาะfree day test တွေတော့ဘယ်လောက်ဖြတ်လဲကျွန်တော်မသိပါဘူးဒါပေမဲ့ကျွန်တော်သိတဲ့လောက်လေးကိုကျွန်တော်ဒီမှာဖော်ပြပေးလိုက်ပါတယ်โอเคပြီးရင်ကျွန်တော်တို့ဒီကို crush engine နဲ့ပမာဏကိုဒီမှာနှိပ်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ submit လေးကိုနှိပ်လိုက်မယ်โอเคကျွန်တော်အခု2000ထည့်တာပေါ့နော်ဒီမှာ120သူ free ဖြတ်တယ်ပေါ့နော်ကျွန်တော်အဲ့ဒီ order ထဲကိုKP ထဲကိုဒီလောက်ပမာဏတော့ဝင်မှာပေါ့နော်ကျွန်တော် KP ထဲမှာခုန800နဲ့8ချက်လာမလို့အဲ့ဒါပဲရှိရနော်โอเคပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာအမှန်ကောက်လို့ချိန်ပြီးတော့ကျွန်တော်တို့ conference ကိုနှိပ်လိုက်မယ်ဒီလိုပေါ်လာရင် MPU design ပါတဲ့ခုနကကျွန်တော်တို့ e-commerce ရှောက်ပြီးတဲ့ကတ်နံပါတ်16လုံးကိုထည့်ပေးရမယ်ဒီမှာကျွန်တော်ထည့်လိုက်တဲ့ငွေပမာဏကိုပြရတယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကပ်ပေါ်ကတက်တန်ကုံဆုံးတဲ့လာနဲ့နှစ်ကိုကျွန်တော်တို့ဒီမှာထည့်ပေးရမယ်အခုကျွန်တော်ထည့်လိုက်အောင်ပါနော်โอเคပြီးပြီဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအစိမ်းရောင်တန်းလေးပေါ်နေပြီပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ get OTP ကောက်ကိုနှိပ်လိုက်မယ် get OTP ကောက်ကိုနှိပ်လိုက်မယ်နော် OTP ကောက်ကမိမိဘဏ်မှာရှောက်ထားခဲ့တဲ့ဖုန်းနံပါတ်ကိုပေါ့နော် OTP ကောက်ကိုပို့လိုက်ရင်ကောက်ကိုထည့်ပြီးတော့ကျွန်တော်တို့ confirm payment ကိုနှိပ်လိုက်မယ်နော်ကျွန်တော်အခု get OTP ကောက်ကိုနှိပ်လိုက်မယ်Okay ဒီမှာ OTP ကောက်ကregister လုပ်ခဲ့တဲ့ mobile phone နဲ့ email ကိုပို့တယ်ပေါ့နော် Okay အခုကျွန်တော်ဒီမှာဆိုရင် Gmail နဲ့ပို့လာတယ်ပေါ့နော် Gmail နဲ့ပို့လာဆိုရင်ကျွန်တော်တို့ဒီ Gmail OTP ကောက်ကိုကျွန်တော်တို့Gmail ပို့လာတဲ့ OTP ကောက်ကိုကျွန်တော်တို့ခုနနေရာမှာထည့်ပေးရမှာပေါ့နော်ခုနကျွန်တော်ပြောတာမှားပါတယ်ဖုန်းနံပါတ်ထဲကိုပို့တာဆိုတာအခုကျွန်တော်ဒီမှာကြာတော့ကျွန်တော်တို့Gmail ထဲကိုပို့တယ်ပေါ့နော်အခု139โอเคကျွန်တော်ထင်တာโอเคဒီမှာကျွန်တော်ညီမပေါ့နော်ဟိုဒါစာပို့လာတယ်โอเคတူပဲเนาะဖုန်းနံပါတ်ထဲကိုလည်းပို့တယ်เนาะဒီမှာ139ပေါ့เนาะဖုန်းနံပါတ်ထဲကိုလည်းပို့ပါတယ်โอเคပြီးပြီဆိုရင်ကျွန်တော်တို့ဒီ confirm payment ကိုနှိပ်လိုက်မယ်เนาะကျွန်တော်တို့ OTP ကောက်ကနှစ်ခုလုံးပို့တယ်เนาะပြီးရင်ကျွန်တော်တို့ confirm payment ကိုနှိပ်လိုက်မယ်โอเคဒီမှာ approve ဖြစ်ပြီပေါ့เนาะ
ဒီမှာဘာတွေပြလဲကတ်နံပါတ်ပြတယ် amount ပြတယ် invoice ပြတယ်April code ပြီးလို့ဆိုရင်ကျွန်တော်တို့ဘာရတော့မသိနော်ပြီးလို့ဆိုရင်ကျွန်တော်တို့ continue နှိပ်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ပြီးပြီပေါ့နော်ပတ်စံချက်ချင်းရောက်လာမရောက်လာဆိုတာကျွန်တော်တက်ပြိုင်ကြည့်မယ်အခုဒီမှာ successful ဖြစ်ပြီပေါ့နော်ဒီမှာ2000တွင်းတာsuccessful ဖြစ်ပြီပေါ့နော် fee က120ကျပ်စားတယ်ပေါ့နော် okay ပြီးကျွန်တော်တို့ဘတ်ကိုစောက်လိုက်မယ်နော်ကျွန်တော်တို့ပတ်စံထည့်ပြီးဆိုတော့okay ငွေချက်ချင်းရတယ်နော်ကျွန်တော်တို့ချက်ချင်းရတယ်နော် okay ဒါဆိုကျွန်တော်တို့ခုလိုခေတ်ကလာကြီးမှာငွေတွေလင်ခံနေရတဲ့သူတွေဒီတိုင်းလေးလိုက်လုပ်ကြည့်ပါနော်စကားမဆက်ကျွန်တော်လည်းလင်ခံခဲ့ခံရပူပါတယ်အဲ့တော့အတုံးမပြုတ်တဲ့သူတွေပါသိအောင် share သွားပြကြပါဗျာ okay ဘာပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်သွားပြီးဖို့ပြောရင်နှိမ့်ချောင်းခေါ်လိုက်ပါတယ်